မစင်ညီမလေးမစင်ပြန်လာပြီအလုပ်လုပ်ရမယ်မစင်ဝေးလောက်ရတော့မှာပေါ့အလုပ်ရတော့မယ်လမ်းလဲတာများသွားပြီဆိုတော့အလုပ်မှရတော့မှာပေါ့နော်ကဲကိုချစ်တွေဒီနေ့ကနေစပြီးမှအတလေပိုးဆိုပိတ်စိတ်ကျဲမယ်ကြားမယ်တိတ်တော့တစ်ခွေဖျက်စေပေါ့နော်မမစင်ဈေးကိုပိုးဆိုပိတ်စိတ်ရောက်သွားတော့မယ်ပေါ့နော်ကိုကလမ်းလဲလာပြီးဆိုတော့တောင်ကတော့ကြေရတော့မယ်ပေါ့ကွဲကဲဒီမှာအရန်ကိုမှလာတယ်ပလဲနဲ့ဂျိတ်လေးတွေပြပေးမယ်ဒီမှာကြည့်အရန်ကိုလာတယ်လုံးဝကိုမှဒီလိုဒီဇိုင်းလေးတွေဆိုရင်မဆိတ်တို့စီမှာရောင်းမလောက်ထွေးတာနဲ့ကုန်တယ်နော်ကဲနှစ်ကြိတ်လေးကပထမနံပါတ်1နှစ်ကြိတ်တွေကဈေးနှုန်း73သိန်းကျမယ်ဒါတော့နံပါတ်1ပေါ့နော်73သိန်းကျမယ်နော်ကဲနောက်ထပ်နှစ်ကြိတ်ပုံတွေကကြတော့ဒါလေးကကြတော့18သိန်းကျမယ်ပလဲဆိုင်ကြီးနဲ့ဆွေးထူမယ်နော်ဒါလေးကကြတော့နံပါတ်မှာ2ပါကဲနောက်ပြီးတော့လူတိုင်းလုံးဝကိုမှရောင်းမလောက်ဒီလိုမျိုးဇောဒိတ်လေးတွေကကြတော့ဘလိုမျိုးတွဲလဲဟူရေဟောတော့မျိုးပလဲနကဒီလိုမျိုးလေးတွေပေါ့နော်ကျိုးလေးနဲ့အသေးပုတ်ကျိုးလေးနဲ့တွဲလို့လဲရသလိုနောက်ပြီးမှဒီလိုမျိုးအုံးတိမိကျိုးလေးနဲ့လည်းတွဲလို့ရတယ်ပေါ့နော်ဒါဆိုအရန်ကိုမှလူကြိုက်များပြီးရောင်းကောင်းတယ်ဝိုးရတာလည်းလွယ်တယ်ဖြုတ်ရတာလည်းလွယ်တယ်ဇောဒိတ်နဲ့ဆွဲလေးပေါ့နော်ဒါလေးကတော့ဈေးနှုန်းကကြတော့14သိန်းဝန်းကျင်ကျပါမယ်နော်ဒါလေးနံပါတ်မှာ3ပါကဲဆွေးပေါ်လုံးကျိုးလေးတွေကဆွေးပေါ်လုံးကျိုးလေးတွေကအရန်ကိုမှခိတ်စားလို့ဆွေးပေါ်လုံးနဲ့ဆွဲလေးလဲထောက်တာပဲပေါ့နော်ဒါလေးကကြတော့ဈေးနှုန်း16သိန်းကျမှာနော်ကဲဟောတော့လိုမျိုးပါးကဆိုင်ပြတော့ဘတော်မှမယိုဘူးဈေးနှုန်းကကြတော့25သိန်းဝန်းကျင်ကျမယ်နော်ကဲဇောနကလေးရောဇောကျိတ်လေးရောလက်ကျိတ်လေးရောနဲ့ဆွဲလေးရောအမျိုးသားအများကြီးမမစစ်တို့ဟိုင်းနဲ့ဒီဘိတ်ပလဲမှာရနေပြီဖြစ်တဲ့အတွေ့ကိုမမစစ်တို့ရဲ့နီးဆိုင်ရဆိုင်ခွဲ၄ဆိုင်စလုံးမှာဒါမှမဟုတ်လဲမမစစ်တို့ရဲ့ Viber ဖုန်း3မြတ်ကို90ထားကြရ3မြတ်ကိုခေါ်စိတ်90ထားကြရ Viber မှာမာယူအားပေးနိုင်တယ်လို့ဘူ6ဈေးနော်နောက်ပြီးတော့ Terminal M Shopping Mall နောက်ပြီးတော့မြောက်တကုန်းနောက်ပြီးတော့ Mother Lane 64တာ30ဆိုင်ခွဲမှာပလဲရတနာလေးဒီဇိုင်းပါများများစားတနေရတဲမှာအေစတော့လေအများကြီးထားပြီးရောင်းချပေးနေတယ်မမစိတ်တို့ရဲ့ဟိန်းနဲ့ဒီဘိတ်ပလဲလေးတွေကိုလာရဝယ်ယူအားပေးမယ်ဆိုရင်တော့အရန်ကိုမှဈေးနှုန်းလည်းတိတ်ပါမယ်အခုတရားဈေးကိုတစ်ခုတည်းဝယ်ရမယ်အခွင့်အရေးလေမမစိတ်တို့ဟိန်းနဲ့ဒီမှာလောက်ထားပေးတာဖြစ်တဲ့အတွင်းကိုကဲဘိတ်ပလဲတွေကိုဈေးနှုန်းချူတာဈေးတန်တာလေးတွေနဲ့ဝယ်ရမယ်အပြင်ကိုမှကိုကကြတော့လုံးဝကိုမှပလဲဝတ်ပြီးရတနာမြဲအောင်ပလဲဆောက်ဆိုတဲ့အတိုင်းပဲတို့လိုမျိုးနှစ်ကြိတ်လေးတွေဆွဲချိုးလေးတွေအုတ်တိမီချိုးလေးတွေကိုအဆောင်နေနဲ့ပဲဝတ်ချင်တဲ့ကိုချစ်တယ်အစိပြေတော့ပေါ့နော်ဒါမှမဟုတ်လည်းမိတ်ကတော့ဆွေချချိုးလေးပွဲတိဆိုရင်တော့မကတော့ချိုးကြီးတွေလည်းဝယ်ယူအားပေးနိုင်တယ်ပလဲနဲ့ပတ်သက်တာဘိတ်ပလဲနဲ့ပတ်သက်တာမမစိတ်တို့ဟိန်းနဲ့ဒီပလဲရတဲ့အဆောင်ဒီဇိုင်းအများဆုံးဆိုတာကိုချစ်တွေညင်းလို့မရဘူးနော်ကဲဘိတ်ပလဲတွေကိုရချင်လို့ရှိရင်တော့ညညလေးမမစိတ်တို့ဟိန်းနဲ့ဒီကိုလာခလိုက်တော့နော်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်